สวัสดีครับทุกคนဒီနေ့မှာတော့ကျွန်တော်ကတငယ်ချင်းတို့ကိုဒီအသီးသွားဝယ်ခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အသီးသွားဝယ်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ်ပေါ့နော်ဆိုင်တစ်ဆိုင်မှာကျွန်တော်တို့အသီးသွားဝယ်လို့ရှိရင်ဘယ်လိုမျိုးအသီးနဲ့နေရဲ့နာမည်တွေကိုဖတ်လို့ရတာရဲ့ဖတ်လို့ရတယ်ဆိုတာရဲ့ဘယ်လိုရှိရင်အသီးနဲ့တွေကိုဘယ်လိုမျိုးဝယ်လို့ရတယ်ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဦးစွာအတီးသွားရတယ်ကိုကျွန်တော်တို့ကပိုင်စứผลไม้ပိုင်စứผลไม้ပိုင်စứผลไม้โอเคအဲ့ဒီမှာကျွန်တော်တို့ဒါကဒီခုလက်ရှိမှာတော့ပေါ့နော်ကျွန်တော်ဒီထဲမှာပြထားတဲ့တကယ်ချင်းတို့ကိုပြထားပေးတာကတော့ဒီကျွန်တော်တို့မြန်မာတွေစားလေးစားတာရှိတဲ့အသီးပေါ့နော်ထိုင်းနိုင်ငံမှာကိုမြန်မာတွေအများအားကြိုက်တဲ့အသီးတွေကိုပဲကျွန်တော်ထည့်ပေးထားပါထိုင်းနိုင်ငံမှာတော့အသီးတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်မြန်မာတွေစားလေးစားတာရှိတဲ့အသီးတွေကိုပဲကျွန်တော်ပြပြပေးထားပါတယ်กล้วย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 ကတော့ငပြောသည်နောက်တစ်ခုหมักม่วงหมักม่วงหมักม่วงเนาะหมักม่วงကတရက်သည်နောက်တစ်ခုကแตงโม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 ကတော့ဒီဖရဲသီးပေါ့နော်အခုလိုချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ဒီဖရဲသီးကိုစားလို့ရတယ်ပေါ့နော်ဒီလိုနေရာဒီချိန်မျိုးမှာဆိုရင်ဖရဲသီးပေါ်တယ်แตงโมနောက်တစ်ခုကစတရောဘယ်ရီထိုင်းလိုမှာဆိုရင်เนาะစတရောလို့သူကဖတ်တယ်ပေါ့ဒါပေမဲ့ဒီမှာတော့စတော်ဘယ်လီလို့လည်းထွက်လို့ရတယ်ပေါ့နော်သူရဲ့အတန်အတွက်အမှန်ဆိုရင်စတရောဘယ်ရီဒါပေမဲ့စတော်ဘယ်လီစတော်ဘယ်လီဆိုပြီးတော့သူတို့အတန်အတွက်တိုင်းထွက်ကြတယ်ပေါ့နော်စတော်ဘယ်လီကကြတော့စတော်ဘယ်လီကိုပြောတာပါနောက်တစ်ခုကကြတော့សុំសុំសុំတော့เนาะကျွန်တော်မြန်မာလိုတော့សុំလို့ရေးထားសុំလို့ရေးထားတယ်ပေါ့နော်တကယ်လည်းအဲ့ဒါကိုအမြင်ဖတ်မယ်ဆိုရင်សុំလို့ဖတ်မယ်ပေါ့နော်សុំကလိမ္မော်သည်ပန်းသီးကိုကြတော့ apple 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 ဒါကတော့အင်္ဂလိပ်အသံအတွက်ကိုမှသူတို့ကဓာတ်ရိုက်ကူးထားတာတော့မဟုတ်ဘူးနည်းနည်းခက်ဆင်စင်လေးပေါ့နော် apple apple နောက်တစ်ခုကစပစ်တီကိုကြတော့องุ่น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 ထွက်တယ်ပေါ့နော်องุ่นနောက်တစ်ခုကအုံဒီဆိုလို့ရှိရင်မဖร้าวမဖร้าวနောက်တစ်ခုတင်မော်ဒီဆိုလို့ရှိရင်လည်းဒီလိုနေရာဒီမှာဆိုင်ဝိုင်းနေပါတယ်အေးတယ်ပေါ့နော်အဲ့တော့မာလက်ကောနော်နောက်တစ်ခုကနနသီဆိုလည်းဒီလိုချိန်မှာပေါ်တယ်စပာရိုတ်စပာရိုတ်စပာရိုတ်ကိုနနသီလို့ခေါ်တယ်နောက်တစ်ခုကကြတော့မနาวမနาวမနาวကတမယာသီကိုပြောတာပါနောက်တစ်ခုကမင်ကိုတီဆိုရင်မန်ခုတ်မန်ခုတ်နောက်တစ်ခုကကြတော့ငေါ့ကကြတော့ကြက်မောက်တီပေါ့နော်ငေါ့နောက်တစ်ခုကကြတော့ဒူရင်တီကတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကြိုက်တဲ့သူလည်းရှိတယ်မကြိုက်တဲ့သူရှိတယ်ဒါပေမဲ့ထိုင်းနေတော်တော်များများကတော့ဒူရင်တီကြိုက်တဲ့သူရှိတယ်ပေါ့အဲ့ဒါကိုထူရီယန်ထူရီယန်ထူရီယန်လို့ဖတ်တယ်ပေါ့နော်ထူရီယန်နောက်တစ်ခုကအာဝအာဝိုကာဒိုဒါလည်းအင်္ဂလိပ်စာအတန်တော့ကနေကူထားတဲ့ပုံစံမျိုးပေါ့နော်အာဗိုကာဒိုပုံစံမျိုးမှာသူကအာဝိုကာဒိုသူကတော့ထောပတ်တီပါနောက်တစ်ခုကနဂမောက်တီကိုကဲမန်ကိုကဲမန်ကိုကဲမန်ကိုနော်ကဲမန်ကိုလို့ပါတယ်နောက်တစ်ခုကလိုက်ချီတီကိုလင်းဂျီနောက်တစ်ခုကကြတော့
ပိနေသည်ကိုကြတော့ခနွန်ခနွန်ခနွန်နောက်တစ်ခုကကြတော့မဖီယန်မဖီယန်မဖီယန်တို့တော့ F အတိုင်းနဲ့ထွက်ပြီးမယ်ပေါ့နော်မဖီယန်မဖီယန်မဖီယန်ကကြတော့ဇောင်းဝါဒီနောက်တစ်ခုဩဇာတိကိုကြတော့နော်ဤနာ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 နော်ဤနော်ဤနာနော်သူကကြတော့ဩဇာတိလို့ခေါ်တယ်နောက်တစ်ခုကကီဝီ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 ကကီဝီဒီနောက်တစ်ခုကမခามမခามနော်မခามမခามကမကြီးဒီကိုပြောပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့ကဒီတစ်ခုကတော့ကျွန်တော်တို့မြန်မာပြည်လိုမျိုးထိုင်းမှာကျတော့ဒီစိတ်သားတို့50သားတို့25ကျပ်သားတို့မရှိဘူးထိုင်းမှာကျတော့ကီလိုနဲ့ဝယ်ရတယ်ပေါ့နော်ပစ္စည်းတစ်ခုခုကိုဝယ်ဆိုရင်ကီလိုနဲ့ဝယ်ရတယ်အဲ့ဒါကိုမှကျွန်တော်တို့ကအသီးပဲဖြစ်ဖြစ်အသားပဲဖြစ်ဖြစ်ငါးပဲဖြစ်ဖြစ်သူကကီလိုနဲ့ရောင်းတယ်ပေါ့နော်အဲ့ဒါကိုမှကီလိုဝက်တစ်ကီလိုအဲ့လိုမျိုးရောင်းတာဆိုတော့ဒီမှာဆိုရင်ကီလိုလို့လည်းသုံးတယ်လို့လို့လည်းသုံးတယ်ပေါ့နော်ကီလိုဂရမ်ကိုပြောတာပါနောက်တစ်ခုကကျတော့လကကျတော့တစ်ခုချင်းစီကိုပဲပြောတာနော်တစ်ကဲ့နောက်မှာလလေးထည့်ပေးလိုက်တော့ကီလိုလဆိုရင်တစ်ခုတစ်ကီလိုဘယ်လောက်လဲပေါ့အဲ့ဒါမ1ကီလိုပြောချင်လည်းရတယ်ပေါ့နော်ဒီမှာကျတော့ကီလိုလနောက်တစ်ခုကကျတော့ကျန်းကကြတော့ပကံတချို့အသီးတွေဆိုခွဲပြီးသားအသီးတွေဆိုပကံလေးတွေနဲ့ထည့်ပြီးရောင်းတာရှိတယ်ပေါ့နော်ပကံလေးတွေမှာအဲ့လိုစီးတီးလိုဟာမျိုးတွေဆိုတော့ကီလိုနဲ့မထည့်ပကံအပြားလေးတွေမှာပုံစံလေးတွေဖော်ပြီးတော့အဲ့လိုရောင်းတာတွေရှိတယ်အဲ့လိုမျိုးတွေဆိုလဲကျန်းလို့တောင်းတယ်နွန်ကျန်းအဲ့လိုမျိုးတောင်းပြရတယ်ဒါမှမဟုတ်ကျန်းလာထောက်လိုက်အဲ့လိုပုံစံပေါ့နော်နောက်တစ်ခုကချင်းချင်းချင်းကကြတော့အစိတ်လိုက်ကိုပြောတာဥမာဖရဲသီးတို့တင်မောသီးတို့အဲနောက်တစ်ခုနက်နက်သီးတို့အဲ့လိုမျိုးအစိတ်လိုက်ရောင်းတာလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ချင်းနောက်တစ်ခုကကြတော့ခรึ่ง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 ကကြတော့ကျွန်တော်တို့အချမ်းတဝက်ကိုပြောချင်တာပေါ့နော်အဝက်ဆိုတဲ့ဒီဝက်သားကိုပြောတာမဟုတ်ဘူးနော်ဒီဝက်တဝက်ချမ်းထားတဲ့ဟာပေါ့နော်အဲ့လိုမျိုးတဝက်ပေါ့နော်တချမ်းအဲ့လိုမျိုးသူကအစိမ့်နဲ့အတူတူပဲပေါ့နော်သူကလည်းနောက်တစ်ခုကအရသာဆိုလို့ရှိရင်အရသာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအသီးနယ်မှာချိုးတဲ့ချင်းနဲ့ခါးတဲ့ငန်းနဲ့အဲ့လိုမျိုးတွေရှိတဲ့အသီးတွေဆိုလို့ရှိရင်ပလီယိုဆိုရင်ကျွန်တော်တို့ကချင်တော်လို့ပြောတယ်ပေါ့နော်ပလီယိုနောက်တစ်ခုကหวานหวานหวานကချိုတယ်ချိုတာကိုหวานနောက်တစ်ခုကကြတော့มันมันมันကကြတော့ကျွတ်တာပေါ့နော်ကျွတ်တယ်ဆိုတာအသီးတွေမှာအများဆုံးဆိုရင်တရက်သီးဆိုကျွတ်တယ်ပေါ့နော်ဇီးသီးဆိုလို့ရှိရင်လည်းအကျွတ်သီးတွေရှိတယ်အဲ့လိုမျိုးကျွတ်တယ်ဆိုရင်มันมันလို့တော့ပဲနောက်တစ်ခုကကြတော့สุดซุปနော်ซุปซุปซุปကကြတော့မှဲ့တာပေါ့နော်မှဲ့တယ်နောက်တစ်ခုကကြတော့ deep 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 နော် deep ကကြတော့အစိမ်းတော့ဆိုဥမာဒီအစိမ်းဆိုတာကအသီးစိမ်းတွေပါလေပြောလို့ရတယ်အသားတွေပါလေဆိုလို့ရှိရင်လည်း deep စိမ်းတော့ပေါ့အသားစိမ်းငါးစိမ်းဆိုလို့ရှိရင်လည်းအဲ့လိုမျိုးစိမ်းတာကိုပြောတယ်နော်နောက်တစ်ခုကအသီးစိမ်းအသီးမှာအမဲ့နဲ့အစိမ်းဆိုတာရှိတယ်လေအဲ့လိုမျိုးဆိုလို့ရှိရင်လည်း deep ပေါ့အသီးကစိမ်းလားမှဲ့လားပေါ့အဲ့လိုပုံစံမျိုးဆိုရင် deep လို့သုံးတယ်နောက်တစ်ခုက salt 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 ကကြတော့ကျွန်တော်တို့ကလက်ဆက်တာပေါ့နော်လက်ဆက်တယ်အသီးနဲ့လက်ဆက်တယ်အသားငါလက်ဆက်တယ်ဆိုလည်း salt လို့သုံးလို့ရတယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသီးနှံတွေဝယ်တဲ့ခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုတဲ့စကားပြောလေးတွေဆက်သွားပေးပါမယ်။ဥပမာဒီမှာဆိုရင်မာလက်ကောနီဒီမာလက်ကောနီခိုင်ยังไงမာလက်ကောနီခိုင်ยังไงဆိုရင်ဒီတိမောသီဘယ်လိုရောင်းလဲနော်တိမောသီကဘယ်လိုမျိုးရောင်းတာလဲခွဲရောင်းတာလားကီလိုနဲ့ရောင်းတာလားအဲ့လိုပေါ့တလုံးလိုက်ရောင်းတာလားအဲ့လိုပေါ့နော်
နောက်တစ်ခုကကျတော့ဒီကွက်လက်ဖြည့်မှာကျွန်တော်တို့ကြိုက်တဲ့ဒီရှေ့မှာပြတဲ့ကွက်လက်ဖြည့်မှာကြိုက်တဲ့အသီးထည့်လို့ရတယ်ပေါ့နော်မแตงโมนี้กิโลละเท่าไหร่ဒီမှာကီလိုနဲ့လည်းရေးလို့ရတယ်ကီလိုနဲ့လည်းမေးလို့ရတယ်ခိုင်ยังไงလည်းမေးလို့ရတယ်ဆိုကီလိုနဲ့လည်းမေးလို့ရတယ်ပေါ့နော်မလက်ကောนี้กิโลละเท่าไหร่ဒါမှမဟုတ်လို့ရှိရင်แตงโมนี้กิโลละเท่าไหร่နော်အဲ့လိုမျိုးလည်းမေးလို့1ကီလိုဆိုရင်ဘယ်လောက်လဲနောက်တစ်ခုကကြတော့กิโลละเท่าไหร่เนาะกิโลละเท่าไหร่မှာกิโลละဆိုရင်1ကီလိုဘယ်လောက်လဲဥပမာဒိုရင်ဒီ1ကီလိုကိုဘယ်လောက်မလုံးနဲ့သူတို့သတ်မှတ်ထားတယ်ဆိုလို့ရှိရင်กิโลละเท่าไหร่กิโลละเท่าไหร่เนาะအဲ့လိုမျိုးမေးလို့ရပါတယ်နောက်တစ်ခုပန်းသီးကကျွန်တော်တို့ပန်းသီးမှာဆိုရင်เนาะ apple นี้รสชาติหวานไหมหวานไหมဒီ one နေရာမှာကျွန်တော်တို့ plio ไหมသုံးလို့ရတယ်เนาะ did ไหม dip ไหมဆိုရင်စိမ့်လားเนาะ dip ไหมမှာလက်ဆက်လားဆိုရင်စွတ်ไหมလက်ဆက်ဆက်ဖဲလားအဲ့လိုမျိုးလည်းသုံးလို့ရတယ်ဘာလို့ရှေ့ဟာတွေမထည့်ပဲねဒါပေမဲ့ဒီမှာဆိုလို့ရှိရင်တော့ apple นี้รสชาติหวานไหมဒီဘန်ဒီရဲ့အရာတာကချိုလားဘန်ဒီမှာဆိုလဲအချိုသည်ရှိတယ်အပွားသည်ရှိတယ်အစိမ့်သည်ရှိတယ်ပေါ့နော်အသီးနယ်နေမှာကိုမေးခြင်းနေဆိုလို့ရှိရင်ရှေ့ကနေပြီးတော့အသီးလေးထည့်ပြီးနောက်ကနီးဆိုတဲ့စကားလုံးလိုက်ပြီးတော့ rocha အရသာက1 mile เนาะချင်းလားဆိုရင် plio mile အဲ့လိုမျိုးပေါ့เนาะသုံးလို့ရပါတယ်ကျွန်တော်တို့ဒီအသီးနှံနေတကယ်လို့ပေါ့เนาะကျွန်တော်တို့ဆိုင်ကိုရောက်သွားပြီဟုတ်ပြီအသီးနှံတွေကတချို့ဆိုင်တွေမှာဆိုလို့ရှိရင်လို့အမြည်ကျွေးတာပဲရှိတယ်ပေါ့เนาะအမြည်ကျွေးတာတွေပါတယ်ရှိတယ်တချို့ဆိုင်တွေကတော့မကျွေးဘူးပေါ့မဒူရင်းသီးလို့ဟာမျိုးဆိုရင်စမ်းစားကြည့်ပဲဒီသီးချိုးလားမချိုးလားပြီးဒီသီးရစားလို့ရတာရှိကိုလိုချင်တဲ့ရတာလားပေါ့အဲ့လိုမျိုးတချို့ဆိုင်တွေကစမ်းစားလို့ရတာရှိတယ်တချို့ကြလည်းမရှိဘူးပေါ့เนาะအဲ့လိုမျိုးစမ်းစားကြည့်လို့ရတဲ့ဆိုင်နေမှာဆိုလို့ရှိရင်ကိုကဒီလိုမျိုးစကားလုံးလေးသုံးလို့ရတယ်ပေါ့နော် long กินได้ไหม long กินได้ไหม long กินได้ไหมစမ်းစာကြည့်လို့ရလားနော်အဲ့တော့ဒီ king နေရာမှာကျွန်တော်တို့ကစိုင်ဆိုတဲ့စကားလုံးလေးထည့်ပြီးတော့ long စိုင်ได้ไหม long စိုင်ได้ไหมဆိုစိုင်ဆိုတာကဝစ်စင်တာပေါ့နော်စမ်းဝစ်ကြည့်လို့ရမလားဒီစမ်းနေဆိုတဲ့တဘာစကားပေါ့နော်ဒီအသီးနယ်နေမှာမဟုတ်ဘူးအဝတ်စားတွေပါတယ်ဆိုလို့ရှိရင်လည်းစမ်းစားကြည့်လို့စမ်းဝစ်ကြည့်လို့ရလားဆိုပြီးတော့သုံးလို့ရတယ်နောက်တစ်ခုကကြတော့ဈေးလျှော့ပြီးလို့ရလားဈေးလျှော့ပြီးလို့ရလားဆိုတဲ့ဥစ္စာကဘယ်နေရာပဲဖြစ်ဖြစ်သုံးလို့ရတယ်ပေါ့နော်ဘာလို့ဆိုတော့ထိုင်းမှာကဈေးကြီးတယ်ပေါ့တချို့နေရာတွေဆိုလို့ရှိရင်ဈေးကြီးတဲ့နေရာရှိတယ်သူတို့သတ်မှတ်ထားတဲ့ဈေးထက်ပိုပြီးတင်တာတွေရှိတယ်ပေါ့အဲ့ဒါမျိုးဆိုရင်ကိုကဒီဥစ္စာရဲ့ဈေးနှုန်းကဘယ်လောက်ရှိတယ်သိတယ်ဆိုလို့ရှိရင် lon lot load နော်โหลดหน่อยได้ไหมโหลดหน่อยได้ไหมโหลดเนาะโหลดหน่อยได้ไหมโหลดหน่อยได้ไหมဈေးနည်းနည်းလောက် short ပေးလို့ရမလားပြောချင်တာကဈေးနည်းနည်းလောက် short ပေးလို့ရမလားပြောချင်တာပါเนาะโหลดหน่อยได้ไหมโหลดหน่อยได้ไหมအဲ့လိုမျိုးလဲသုံးလို့ရပါတယ်